အားလုံးပဲမင်္ဂလာပါရှင်ပြည်အောင်စုသမ္မတမြန်မာနိုင်ငံအတွင်းမှာမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားညီကိုမောင်နှမများအားလုံးကျမတို့မြန်မာနိုင်ငံတမြေတဲနေတရေတဲတောက်ကြတဲ့ပြည်အောင်စုတိုင်းရင်းသားညီကိုမောင်နှမများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ကင်းကြပါစေအန္တရာယ်ကင်းကြပါစေအန္တရာယ်ကင်းကတ်ကြီး၃ပါးမှလည်းကြော်လွှားနိုင်ကြပါစေလို့ကျမဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ရှင်ကျမကတော့ရမဲစင်းခရိုင်ပြဝဲမြို့နယ်ကိုစားပြူနယ်မန္တလေးတိုင်းဒေသကြီးလွတ်တော် PR နဲ့ဝင်ပြိုင်မဲ့မတ်စာနေတဲ့ဖြစ်ပါတယ်ရှင်ကျမဝင်ရောက်ရှင်ပြိုင်မဲ့ပါတီကတော့ရှမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီဖြစ်ပါတယ်ရှင်ကျမတို့ရှမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီဟာရှမ်းပါတီမဟုတ်ပါဘူးရှင်ရှမ်းလူမျိုးတစ်ခုတည်းနဲ့ဖွဲ့စည်းထားတဲ့ပါတီမဟုတ်ပါဘူးရှမ်းလူမျိုးအပါအဝင်ပြည်အောင်စုသမ္မတမြန်မာနိုင်ငံအတွင်းမှာမှီတင်းနေထိုင်ကြတဲ့တိုင်းရင်းသား135မျိုးနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ပြည်အောင်စုပါတီဖြစ်ပါတယ်အရင်တုန်းကတော့ကျမတို့ဒီကြားဖြူပါတီကတော့ရှမ်းပြည်နယ်မှာပဲဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးရှမ်းပါတီပေါ့အခုကတော့မြေပြန့်မှာရှိတဲ့ရှမ်းလူမျိုးအပါအဝင်တိုင်းရင်းသား135မျိုးနဲ့ဖွဲ့စည်းလိုက်ပြီးပြည်ထောင်စုပါတီခု2025မှာပြည်ထောင်စုပါတီရှမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီဆိုပြီးတော့ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်ကျမကဒီပါတီကိုဘာလို့ဝင်ရောက်ရှင်ပြိုင်ရလဲဆိုလို့ရှင်ကျမတို့ကြားဖြူပါတီရဲ့မူဝါဒကိုလည်းကျမကြိုက်ပါတယ်ကြားဖြူပါတီရဲ့မူဝါဒကကျမတို့ကြားဖြူပါတီရဲ့မူဝါဒကဘာလဲဆိုလို့ချင်းတီတန်းတီငိမ့်ငိမ့်ချမ်းပြီးဖွံ့ဖြိုးတိုးတက်သောဒန်းတူညီမျှအခွင့်အရေးရရှိသောဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံကျော်ကြီးတည်ဆောက်ရေးဆိုတဲ့မူဝါဒဖြစ်ပါတယ်အဓိကကျမတို့ပါတီကငြိမ်းချမ်းရေးကိုအဓိကသွားမဲ့ပါတီဖြစ်ပါတယ်ငြိမ်းချမ်းရေးပါတီလည်းဖြစ်ပါတယ်ငြိမ်းချမ်းရေးကိုအဓိကသွားမဲ့ပါတီဖြစ်တဲ့အတွက်ကျမဒီပါတီကနေကျမတို့ပြည်သူတွေအကုန်လုံးကဒီချိန်မှာအရန်ကိုပဲလိုလားနေတဲ့အရာကငြိမ်းချမ်းရေးဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းကျမတို့တိုင်းပြည်ကြီးကိုငြိမ်းချမ်းခြင်းပါတယ်ကျမကိုယ်တိုင်လည်းငြိမ်းချမ်းခြင်းတဲ့အတွက်ငြိမ်းချမ်းရေးကိုအဓိကသွားမဲ့ပါတီဖြစ်တဲ့အတွက်ဒီပါတီရဲ့မူဝါဒဖက်ဒရယ်ဆိုတဲ့မူဝါဒကိုလည်းကျမကကြိုက်နှစ်သက်သဘောကျကြိုက်နှစ်သက်တဲ့အတွက်ဒီပါတီကနေပြီးကျမဝင်ရောက်ရွေးချယ်ခံခြင်းဖြစ်ပါတယ်ကျမတို့အခုပါတီကငြိမ်းချမ်းရေးကိုအဓိကသွားမဲ့ပါတီဖြစ်တဲ့အတွက်ကျမတို့ပါတီကိုငြိမ်းချမ်းခြင်းနဲ့ဆိုလို့ချင်းငြိမ်းချမ်းပြီးတိုင်းပြည်ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုကြားဖြူပါတီကိုမဲပေးကြပါခြင်းပြည်သူလူထုအားလုံးကိုကျမတခုပြောချင်တာကတော့မဲမပေးဘဲမနေပါနဲ့ဘယ်ပါတီကိုပဲမဲပေးပေးကျမတို့ပါတီရဲ့မူဝါဒတွေတမိုင်းကြောင်းတွေကိုလေ့လာပြီးတော့မဲပေးကြပါကျမတို့ပြည်သူတွေအားလုံးက9နှစ်မှတစ်ကြိမ်အခွင့်အရေးရတဲ့ကျမတို့အသေးချာကမဲတပြားကိုမပေးဘဲတော့မနေပါနဲ့ဘယ်ပါတီကိုပဲဖြစ်ဖြစ်ပါတီရဲ့မူဝါဒတမိုင်းကြောင်းတွေလေ့လာပြီးတော့မဲပေးပြအောင်ပေးပါမဲပေးပြအောင်ပေးပါလို့ကျမနူးညွတ်ပြောချင်ပါတယ်ရှင်ကျမတို့ကအခုကျမတို့ချမ်းနှစ်တိုင်းသားများဒီမိုကရက်တစ်ပါတီဟာတိုင်းပြည်ငြိမ်းချမ်းရေးကိုအဓိကသွားမယ်တိုင်းပြည်ငြိမ်းချမ်းပြီးသွားလို့ချင်းတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုအားလုံးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ကျမတို့ပါတီရဲ့ကြားဖြူပါတီရဲ့တမိုင်းကြောင်းကိုလည်းလေ့လာကြည့်ပါတမိုင်းကြောင်းလည်းကောင်းပါတယ်အမဲဆက်လည်းမရှိပါဘူးကျမတို့ပါတီမှာတမိုင်းကြောင်းကောင်းတယ်အမဲဆက်မရှိဘူးကျမတို့ပါတီကိုလေ့လာအခုဆိုလို့ချင်းမြေပြန့်မှာကျမတို့ပါတီကကျမတို့ပါတီရဲ့ပထမဆုံးရှေ့လမ်းဖြစ်တဲ့အတွက်တမိုင်းကြောင်းကောင်းအကောင်းဆုံးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ကျမတို့ကိုယ်စားလှယ်လောင်းတွေအကုန်လုံးကလည်းကျမတို့ပါတီရဲ့တမိုင်းကြောင်းအကောင်းဆုံးဖြစ်အောင်ရေးသွားမှာဖြစ်ပါတယ်ကျမတို့ရဲ့ကိုယ်စားလှယ်လောင်းတွေရလည်းကျမတို့ပါတီရဲ့တမိုင်းကြောင်းကိုမြင့်တင်ပြီးတမိုင်းကြောင်းအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်သွားမယ်ရေးသွားမယ်ဖြစ်ပါတယ်ကျမတို့အဓိကပြောချင်တာကတော့ကျမတို့တိုင်းပြည်ကြီးငြိမ်းချမ်းဖို့လိုပါတယ်ကျမတို့တိုင်းပြည်ငြိမ်းချမ်းမှကျမတို့တိုင်းပြည်ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှာမဟုတ်ဘူးလားချင်းငြိမ်းချမ်းမှတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက်တိုင်းပြည်ငြိမ်းချမ်းရေးကအဓိကဖြစ်ပါတယ်ကျမဒီပါတီကခုနလည်းပြောသွားပါတယ်နော်ကျမဒီပါတီကဘာလို့ဝင်ရောက်ချင်းပြန်ရလဲဆိုလို့ရှိရင်ဒီပါတီရဲ့မူဝါဒဖက်ဒရယ်ဆိုတဲ့မူဝါဒကိုလည်းကျမကြိုက်နေတတ်တယ်နောက်တစ်ခုငြိမ်းချမ်းရေးကိုအဓိကသွားမဲ့ပါတီဖြစ်တဲ့အတွက်ကျမကိုယ်တိုင်လည်းငြိမ်းချမ်းကျမတို့အခုလိုဒီလိုမငြိမ်းချမ်းတဲ့ဘဝကြီးမှာကျမတို့တရက်တောင်မနေနိုင်ပါဘူးရှင်အဲ့ဒီအတွက်ငြိမ်းချမ်းခြင်းတဲ့အတွက်ကျမဒီပါတီကနေဝင်ရောက်ချင်းပြန်ခြင်းဖြစ်ပါတယ်တိုင်းပြည်ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုလို့ချင်းကျမတို့ကြားဖြူပါတီကိုမဲပေးပါလို့တိုက်တွန်းရင်းနဲ့